ဒီနိုင်ငံကနေပြီးတော့ထွက်သွားတဲ့အကြောင်းများဟာဘယ်လိုအခက်အခဲတွေကြောင့်လဲဆိုတော့တယောက်နဲ့တယောက်မတူပေမဲ့နောက်ဆုံးဘယ်သူမှထွက်သွားခြင်းလို့ဒီလိုပုံစံနဲ့ထွက်သွားကြတာမဟုတ်ပါဘူးကိုယ်တိုင်းပြည်မှာအခက်အခဲတွေများလွန်းလို့ကိုယ်တိုင်းပြည်ရဲ့ဒုက္ခတွေကများလွန်းလို့အခြားပြည်ပတိုင်းပြည်ကိုသွားပြီးတော့ရုန်းကန်လာတာဖြစ်ပါတယ်ဒီမှာပြောချင်တာတော့ညှော်လင့်ချက်ကိုတော့ဘယ်တော့မှလက်မလွတ်ပါနဲ့ဘဝမှာရုန်းကန်နိုင်တဲ့အရေးချင်းဆိုတာနည်းတဲ့အရေးချင်းမဟုတ်ပါဘူးဒီလိုဘဝမှာရုန်းကန်နိုင်တဲ့အရေးချင်းရှိလို့လဲစွန့်စွန့်စားစားနဲ့ပြည်ပကိုသွားပြီးတော့ဘဝသစ်ထူထောင်ဖို့ကြိုးစားကြတာပါကျမတို့ကလေးတွေဟာပညာတတ်မှကလေးတွေရဲ့အနာဂတ်တင်မကဘူးကျမတို့ရဲ့နိုင်ငံရဲ့အနာဂတ်ဟာကောင်းမှာပါဆိုတော့ထူးထူးခြားခြားပြောနေဖို့မလိုဘူးလို့ထင်ပါတယ်ဒီပြင်လဲကျမတို့အားလုံးဟာဒီနေ့တစ်ချိန်တစ်ခါမှာနောက်သိမဝေးတော့တဲ့ဒီနေ့တစ်ချိန်တစ်ခါမှာကျမတို့နိုင်ငံမှာအားလုံးဆုံတွေ့ပြီးတော့အားလုံးလက်တွဲပြီးတော့စိတ်တက်တက်ကြွကြွနဲ့ကျမတို့နိုင်ငံရဲ့အကျိုးအတွက်အတူထမ်းဆောင်နိုင်ကြပါစေလို့လည်းကျမဆုတောင်းလိုက်ပါတယ်